1989 စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်မှာစစ်တပ်ကအာဏာသိမ်းတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကလည်းရှောင်ဝတင်းရတာပေါ့နော်စစ်တပ်ဆိုတာဖမ်းနေတယ်ဖမ်းမတတ်နိုင်ဘူးရှောင်ဝတင်းရရှောင်တင်းတဲ့အခါကျတော့ကျွန်တော်ပြောရေဒီယိုတွေဘာတွေလဲပါမသွားဘူးပေါ့ဗျာခဏခေတ်လိုလည်းမိုဘိုင်းတွေဘာတွေမရှိတဲ့အခါကျတော့ဆက်သွယ်ရေးကတော်တော်အခက်အခဲရှိတာပေါ့အဲကြတော့ကျွန်တော်တို့ကကြားတာချင်းနိုင်ငံရေးပါတီတွေဖွဲ့စည်းခွင့်ပြုတယ်ဆိုတဲ့ဟာပဲကျွန်တော်တို့ပြောစကားဆိုစကားအရာပဲကျွန်တော်ကြားရတာပေါ့ကြားတဲ့အခါကျတော့ကျွန်တော်အနေနဲ့ကဆိုတော့ပြောသလိုကချင်ပြည်နယ်ကိုကုစားပြုတဲ့ပါတီတစ်ခုတည်ထောင်ဖို့နောက်အဲ့ပါတီကိုလည်းစိုးစိုးလုံးကပြောသလိုကျွန်တော်ချစ်ခင်လေးစားတဲ့သူဟာဘော်ဘော်ဆောင်ရစ်ပေါ့နော်သူ့ကိုဦးစီးဦးဆောင်မှုပြုခိုင်းပြီးတော့မှနိုင်ငံရေးပါတီတည်ထောင်ဖို့ဆိုတော့ကျွန်တော်အဲ့လိုစိတ်ကူးရှိခဲ့တယ်အဲကြတော့ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာသူဟာဆောင်ရစ်ကဘာလို့ဆိုအဖမ်းခံရတယ်ထိမ့်သိမ်းခံရတယ်ပုံမှန်တော့ကျွန်တော်မမှတ်မိတော့ဘူးဒါပေမဲ့ဒီပုံမှန်ကြည့်ခြင်းအဖြစ်လို့ဆိုတော့သူကအာမခံပေးနိုင်တဲ့အမှုဖြစ်တယ်ဆိုတော့အာမခံပေးလာမှာပဲဆိုတော့စောင့်နေတဲ့အချိန်မှာပဲဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ NLD ပါတီပေါ့နော်ဖွဲ့စည်းအတွက်စီယိုရေးကော်မတီဘိုကနေပြီးတော့မှဒေါ်ကျူတန်းဦးဆောင်တဲ့အဖွဲ့ကိုတခါတည်းကချင်ပြည်နယ်လွှတ်တဲ့အခါကျတော့ဒေါ်ကျူတန်းကအဲ့အဖွဲ့ကကျွန်တော်လာတွေ့တယ်ဆရာကျမတို့ဒီကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖွဲ့စည်းမှာဖြစ်တယ်အဲစီယိုရေးကော်မတီဖွဲ့မှာဖြစ်တယ်ကျွန်တော်ဆရာဒီစီယိုရေးကော်မတီမှာပါပေးပါဆိုပြီးမှကျွန်တော်လာပြောတဲ့အခါကျတော့ကျွန်တော်မဟုတ်ဘူးဒေါ်ကျူတန်းကျွန်တော်တို့ကကချင်ပြည်နယ်ကိုကုစားပြုတဲ့ပါတီဖွဲ့စည်းဖို့ကျွန်တော်တို့အစီအစဉ်ရှိတယ်အဲကြတော့ဒီစီယိုရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းဖို့အတွက်စီယိုရေးကော်မတီဖွဲ့တဲ့အခါမှာကျွန်တော်မပါနိုင်ဘူးဒါပေမဲ့လို့ဆိုပြောလို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းပြီးတဲ့အခါမှာကျွန်တော်တို့ပါတီဖွဲ့စည်းပြီးတဲ့အခါမှာကျွန်တော်တို့ပါတီဟာအ ਨੇ ဆုံးတော့နော်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မဟာမိတ်ပါတီအဖြစ်နဲ့ကတော့ရှိနေရမှာပါဒါတော့စိတ်ချပါဆိုပြီးမှကျွန်တော်အဲ့လိုပြောပြီးတော့မှဒီသူတို့ရဲ့ကမ်းလှမ်းချက်ကိုလက်မခံခဲ့ဘူးပေါ့အဲတော့ကျွန်တော်လည်းစွန့်ပြောလို့ဘေးကရေဒီယိုလည်းထပ်မကြားလဲဘေးကဒီအောက်တိုဘာလကုန်ဆိုလို့ရှိရင်ပဲဒီနောက်ဆုံးရက်နိုင်ငံရေးပါတီအဖွဲ့အစည်းဖို့အတွက်နောက်ဆုံးတတ်မှတ်ပေးသလိုပါလို့နော်အဲ့လိုကြားရတယ်ပြီးတော့လည်းဘာဖြစ်လဲဆိုလို့ရှိရင်သတင်းစာတို့ဘာတို့ကလည်းအဲ့ချိန်ကဒီအဆက်အသွယ်ဖြတ်ထားတဲ့ခါကျတော့သတင်းစာတွေပါလည်းမရနိုင်ဘူးနောက်ဒူဝါဆော်ရစ်ကလည်းဆွမ်းပြောသလိုအာနာသိန်းတဲ့အချိန်ကစဖို့ဖမ်းလိုက်တာအခုတည်းကပြန်ပြီးတော့လွှတ်ပေးတာမရှိတော့ဘူးဆိုတဲ့ခါကျတော့ဘာပဲဖြစ်ဖြစ်ငါတို့အချိန်နောက်ကျလို့တော့မဖြစ်ဘူးကချင်ပြည်နယ်ကိုစားပြုတဲ့ပါတီဖွဲ့ဖို့အတွက်ဆိုတော့မှကျွန်တော်အခုအဲ့ဒီတော့ဆိုပေါ့ဘိုးတရားမှုရှိနေပေါ့ဦးလဖိုင်လာအခုတော့KIO KIA မှာဘုံမူကြီးလားရာတွက်လာမတူဘူးသူတာဝန်ထမ်းဆောင်နေတာတော့ဒူဘာလဖိုင်လာပေါ့နော်သူ့ကိုသွားတွေ့တယ်ရောက်ပါကျွန်တော်ကချင်ပြည်နယ်ကိုစားပြုတဲ့ပါတီတော့ဖွဲ့စည်းဖို့လူမနဲ့တူတယ်ကျွန်တော်အဲ့လိုစိတ်ကူးရတယ်ဖွဲ့စည်းဖို့ဘယ်လိုလဲဆိုတော့သူကလည်းသဘောတူတယ်သဘောတူပြီးတော့နောက်ကဲထားဆိုကျွန်တော်နေ့အောင်စားဒူဝါခွန်ဆိုင်စီသွားအောင်ဆိုတော့ဒီကျွန်းဝင်တာတာရုပ်အောက်မှာနေတဲ့ဒူဝါခွန်ဆိုင်ပေါ့နော်ဒူဝါခွန်ဆိုင်အိမ်ကိုသွားအကျိုးကြောင့်ပြောပြတဲ့အခါကျတော့ဒူဝါခွန်ဆိုင်ကလည်းသဘောတူတယ်တူပြီးတော့ကျွန်တော်တို့3ယောက်သားစစ်ပြီးနဲ့ဒူဝါဟောဝါစောကံပေါ့နော်ဒူဝါဟောဝါစောကံပဲအိမ်ကိုသွားတယ်တဲ့ခါကျဒူဝါဟောဝါစောကံမှာအခုလောလောဆယ်မှာတော့ဆိုတော့ပြောဆိုကျွန်တော်ကနိုင်ငံရေးလှုပ်ရှားဖို့ဆိုရအခြေအနေမပေးသေးဘူးမကောင်းသေးဘူးဒါကြောင့်မလို့ခင်ဗျားတို့ဘုံမှုဥပဒေနဲ့ဆက်သွယ်ပါဆိုပြီးမှဘုံမှုဥပဒေနဲ့ဆက်သွယ်ခိုင်းတယ်ဆက်သွယ်ခိုင်းတဲ့ကြောင့်ကျွန်
ကျွန်တော်နဲ့ဥလဖိုင်လာတခါပုံမှုဟိုဒူဝါခွန်ဆိုင်ရဲ့3ယောက်သားကျွန်တော်တို့ပုံမှုဥပဒေအိမ်ကိုသွားအကျိုးအကြောင်းပြောပြအဲကြတော့ပုံမှုဥပဒေလည်းသဘောတူတယ်သဘောတူတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဆောင်းပြောလို့ချင်းဒီဟိုကနေ KNCD ပေါ့နော်ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက်နော်အင်္ဂလိပ်လိုတော့ Kachin State National Congress for Democracy ဆိုတဲ့ပါတီအတူကောက်ကတော့ကျွန်တော် state ဆိုတဲ့ S ကိုဖြုတ်ထားလိုက်ပြီးတော့မှ KNCD ဆိုတော့ကျွန်တော်အဲ့ပါတီကိုဖွဲ့စည်းလိုက်တယ်ပေါ့ဖွဲ့စည်းတဲ့အခါမှာလည်းဆိုတော့ပြောလို့ကချင်ပြည်နယ်ကိုစားပြုတဲ့ပါတီဖြစ်မှာဖြစ်တဲ့ကြောင့်မလို့ကချင်လူမျိုးတစ်မျိုးတည်းတာမကဘူးကချင်ပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ဌာနေနော်ဟိုဘိုးစဉ်ပေါင်ဆက်ခရဲအတူတူကနေထိုင်လာခဲ့ကြတဲ့ရှမ်းတို့ပြီးလို့ရှိရင်လည်းဗမာတို့ကအစပေါ့လေလူမျိုးစုံပါဝင်တဲ့ကချင်ပြည်နယ်သူပြည်နယ်သားလူမျိုးစုံပါဝင်တဲ့ KNCD ပါတီကိုရန်ဖွဲ့စည်းခဲ့တယ်အဲ KNCD မှာ Congress ဆိုတဲ့စကားလုံးကတော့ကျွန်တော်တို့ကွယ်လွန်သွားပြီဖြစ်တဲ့ကျွန်တော်တို့ဝိုင်းမော်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒီအမတ်ပေါ့နော်မရန်စောအောင်ဒူဝါမရန်စောအောင်သူကအဆိုပြုတဲ့အတွက်ကြောင့်မို့နောက်ဆုံးမှာ Congress ဆိုတဲ့စကားလုံးကိုထည့်သွင်းပြီးတော့မှအမျိုးသားဒီမိုကရေစီ Congress Party ဆိုပြီးဖွဲ့စည်းဖြစ်ခဲ့တာဖြစ်တယ်။အဲဖွဲ့စည်းပြီးတဲ့ခါကျတော့အဲ့ဖွဲ့စည်းတာနဲ့ပတ်သက်ပြီးတော့မှအထူးသဖြင့်ကျွန်တော်နဲ့ဒီရှေ့နေကြီးဦးပေါ်မိုင်ပေါ့နော်သူကဥပဒေရဲ့သားပေါ့ကျွန်တော်တို့နှစ်ယောက်ကအဓိကထားပြီးတော့မှကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီ Congress Party ရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုကျွန်တော်ရေးဆွဲတယ်ရေးဆွဲပြီးတဲ့အခါမှာဒီအဖွဲ့ကဆိုတော့ပြောလို့ဘိုးကော်မတီဝင်ရဲ့သဘောတူညီချက်အရကျွန်တော်တို့အဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတည်ဖြစ်သွားတယ်အတည်ဖြစ်သွားပြီးတဲ့နောက်မှာကျွန်တော်ရဲ့ဘုံမဥပဒေ2ရဲ့နှစ်ယောက်ကရန်ကုန်ဆင်းပြီးတော့မှမှတ်ပုံတင်သွားဖို့ကျွန်တော်မှတ်ပုံတင်ဖို့အတွက်ကျွန်တော်ဆင်းသွားကြတယ်အဲကြတော့ဟိုရောက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုမှတ်ပုံတင်တဲ့ကိစ္စလုပ်တဲ့အခါကျတော့ခင်ဗျားတို့မှအထိတ်မှအလံတို့ဒစိတ်တို့ဘာလို့လိုရဲဆိုတော့နဲ့ပုံမျိုးဥပဒေ2နဲ့ကျွန်တော်နဲ့နှစ်ယောက်တည်းပဲဘာဖြစ်လဲဆိုလို့ရှိရင်တိုင်ပင်ဆွေးနွေးပြီးတဲ့အခါကျတော့ကျွန်တော်ဒီမခုတ်ဓာတ်နဲ့မထိုးလှန်ပေါ့နော်ချက်ချီခတ်ထားပြီးတော့မှရွှေရောင်ရွှေရောင်ဖဲကြိုးနဲ့နော်ကချင်ပြည်နယ်စီးနှောင်ထားတယ်ပေါ့နော်စီးနှောင်ထားတဲ့ဒီဖဲကြိုးပေါ်မှာကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီ Congress ပါတီဆိုပြီးမှကျွန်တော်တို့အဲ့တစိတ်ဒီပါရဲအစားကျွန်တော်အကုန်ပုံမှုပြည်သူနဲ့ကျွန်တော်နဲ့တိုင်ပင်ပြီးတော့ပဲကျွန်တော်တို့ရေးဆွဲလိုက်ရတာပေါ့အဲ့မှာတခုရှိတယ်အစားတော့ကျွန်တော်ဒီပါတီဖွဲ့စည်းရဲ့အချိန်မှာဆိုတော့ကျွန်တော်ကအထွေထွေအတွင်းရေးမှုမဟုတ်ဘူးအထွေထွေအတွင်းရေးမှုအဖြစ်ရှင်းနေရင်ရောကြပေါ့ပတ်စားပြရမယ်ရှင်းနေကြီးဥလမုံကံဆိုင်ကိုကျွန်တော်ကထည့်ထားတာဒါပေမဲ့ရန်ကုန်ရောက်တဲ့အခါကျတော့ရန်ကုန်ကျွန်တော်ရောက်ဆိုတာကချင်ပြည်နယ်ပါတီဖွဲ့ဖို့အတွက်ကျွန်တော်နှစ်ယောက်ဆင်းလာတယ်ဆိုတော့သိတဲ့အခါမှာရန်ကုန်မှာရှိတဲ့ဒီနိုင်ငံရေးနိုးကြတဲ့ကချင်လူငယ်တွေလူငယ်ဆိုတဲ့အချိန်တော့လူလက်တွေဖြစ်နေပေါ့ဗျာအဲ့လူငယ်တွေကျွန်တော်လာတွေ့ကြတယ်ဘယ်သူတွေပါလဲဘယ်လိုဖွဲ့လဲပါလဲမေးတာကျွန်တော်တို့ကလည်းအကျိုးချောင်းပြောပြတာပေါ့ပြောပြတဲ့အခါကျတော့ကျွန်တော်တို့ဟုတ်တာပေါ့စိတ်ကူးထားတဲ့ရှင်းနေကြီးဥလမုံကံဆိုင်ကသူကကချင်ပြည်နယ်ပါကိုစားပြုတဲ့ပါတီဖွဲ့စည်းဖို့နော်မဖြစ်နိုင်ဘူးအဲဒါကြောင့်မို့ကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာပဲကျွန်တော်တို့ပါဝင်တော့မယ်ခင်ဗျားတို့လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာပဲပါဝင်ပါလို့ပြောတဲ့အတွက်ကြောင့်မလို့သူတို့တွေလည်းဆိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များအဖြစ်ဝင်ထားပြီးဖြစ်တယ်ဆိုပြီးတော့သူတို့ရဲ့ပါတီဝင်ကပြားပြီးတော့ကျွန်တော်တို့ထုတ်ပြတယ်ထုတ်ပြတဲ့အခါခုပြည်တွင်းနဲ့ကျွန်တော်နဲ့တိုင်ပင်ပြီးတဲ့အခါကျွန်တော်ဘုံမှုအပြီးဆိုတော့ကျွန်တော်ကဲခွန်းစားအဲ့ဒါဆိုရင်မင်းမဲပါတီအထွေထွေအတွင်းရေးမှူးလုပ်ပါဆိုတော့သူတာဝန်ပေးချက်အရာကျွန်တော်ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီ Congress ပါတီရဲ့အထွေထွေအတွင်းရေးမှူးဖြစ်တဲ့တာဝန်ယူခဲ့ရ
I don't know. I might know the young young days to the Kacharo, so I'm building Burma Dipido goes up you Burma Poesy Tajar Sure, the a poesy one, not general La Burma or Message Banabo, not who see young Jabo, not through Mahamed Pulvarabo. The letter on a boom, which you never time in. Time in a Kajaro. General, to our son, Pedro Balazro, the Yuchi Eva Home or Uang no? Uang party, I let to net, you know, Tatemaro, Tayimu, Tayibu, you set some Syria Catara to I party to a pure Ratera, Mopu, Tanoria, some of the Timu, Sineco to some of the every party here, some of the sit on it, no? Diet or to boy, you to local. Patanene, for the Tazamu Tanora, Tano Niniaro, Muda democracy, a Portugal, Ma may pin a Yuchi, Roma, low and Gaume, or General Champion. I will general idea about a Jew Sibari, Yabu, Yadin Yadate, a queen, Yidi Yabu solution. General Kachin the Korea, or Jews are people. Nangata Nangano goes up you the party G to Kukunegaro, General Mohammed Duproma, let rest of your mother, General Kachimpine, Yadayade, a queen, Yame, no, young Jijeshu, General and a party who, Pamabi to be doing goes up you party to General Lila don't approach you, object. Yeah, the Amuda democracy, a Portugal, General in a don't attack. Muda democracy, Perjuma Ushan or Sansuji Pide. I do Sansuji has one petition, Muda Gondoi Pide, Bujo on San at the Mipide. Democracy Nanganima, Pinya, Tenjabo, Jibin Lara, Pide Jamulu. Democracy, Seneco, Congo Mumu, Tati, 20 Lime, Nale Mesubo, and not a chair about us, Bujo on San at the Mipide Jamulu. Bujo on San, ye Miena Guro, Ometo Mam Hopu, Suprema Tenoria, Muda Democracy, Pujoku, Mahame Party, Pinet, no, Bubon look and some food general, some pellet. General Nep, Bumu Upitu near to some better, no, but a Yibo Chinia lower or young lower. After the Iron General Ballet solution to Osansuji, Tribu, General Juzare. Juzare to Jamo General or Sansuji General, the 2 and a marble, not no, Twikuya. Twikuya Kamato, Sansuji, the General Ajujon Pupera, the Mahame Pinis Sanwefu. To Sansuji Bureska, Jamaruna Paulo, Baniama, Mayane Moo, Sureska to a pure. Pure now, as a gabion, no Kanaja Kajaro. The Chanda Tia routine, don't you even not Chanda Tiaga Larama, Mesu and ya young William. To Sua, 70 summer to Julaiba. You got to rest a cassette. Did also Chinuji Cataro. Sakane and a she in a boy. Chinu red. We do a general Yabu to ne Pombu Lare to acting here. Pidoma general 70 chi bean and 70 chi bean and yellow. The bomb to Joe Barry, extra generals a half challenge. Chabruma general go pine go pian. Go pine go sapure, go pine do pine darie, jota pure, no, party hit coupion, but no, Juzajaya on, but no Kachino, 3 Pila Bruma, Pila de Demogenous, a cap chapter, Pianwaja, Pianagaja. Pianagavia Candigina of the Kamala General Son, to see you into see the Lungani party Lungani, no, Lobo, not a Pacalason General, the party determines Sureka, Luigi, Vanya Surea, Lepizuna, Gusi, Gusalo, and Surata Pagale, Shini, Lobo, Jalo, or Miao, Ajarajan,
မနေ့ပိုင်း10နာရီနေ့လယ်2နာရီလောက်အထိတရားရုံးသွားအမှုချင်းတွေပါလို့2နာရီကျော်ပြီဆိုလို့ရှိရင်ဆိုတော့ပြောလို့ပါတီရုံးချုပ်ကိုပြန်ပါတီရုံးချုပ်ပြန်လို့ပါတီကနေပြီးမှညနေ9နာရီ10နာရီ9နာရီအချိန်နေရပေါ့ဗျာအဲ့လိုလုပ်ပြီးတော့မှနေအိမ်ပြန်ပေါ့အဲ့လိုကျွန်တော်တို့ကဒီပါတီကိုတည်ထောင်ခဲ့တာပေါ့တည်ထောင်ပြီးတဲ့အခါကျွန်တော်ဘယ်တော့ရောက်လာလဲဆိုတော့ဒီ89ပေါ့ဗျာ89ရောက်တဲ့အခါကျတော့ဒီတော့အောင်ဆန်းစုကြည်ဒီကချင်ပြည်နယ်ကိုစီယိုခီးစဉ်မရောက်ခင်ပေါ့ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရုပ်ရှင်မင်းသားဦးအောင်လွင်ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့အစည်းညချီနာကိုရောက်လာတယ်ရောက်လာပြီးတော့ကျွန်တော်တို့လာတွေ့တယ်လာတွေ့တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့မဟာမိတ်ဖြစ်နေပူပေါင်းလုပ်ကိုင်ဆောင်ရွက်ဖို့ဆိုတော့ကျွန်တော်တို့လာပြန်ကမ်းလှမ်းနေတယ်ကမ်းလှမ်းတဲ့အခါကျတော့ဥက္ကဋ္ဌတော့သူကတကယ်လူယူပဲသူကလက်ခံမလို့ဒါပေမဲ့ကျွန်တော်ပြောဥက္ကဋ္ဌကကျွန်တော်တို့ရကြဥက္ကဋ္ဌနဲ့ကျွန်တော်အမှုသဘောတူနဲ့ဆုံးဖြတ်လို့မဖြစ်ဘူးဆိုတော့ပြောလို့ဘ ഹു ကော်မတီနဲ့ခေါ်အစည်းအဝေးခေါ်ပြီးမှတွေ့ဆုံဆွေးနွေးမှဖြစ်မယ်ဆိုတော့ကျွန်တော်ဥအောင်လင်းတို့ကျွန်တော်ပြောလိုက်တာဟုတ်ပြီဝမ်းတာတယ်ကျေးဇူးတင်တယ်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှပါတီဘ ഹു ကော်မတီအရေးပေါ်အစည်းအဝေးခေါ်ပြီးတော့ဆုံးဖြတ်ပါမယ်ဘယ်တော့ပြန်မလဲပေါ့လာမယ့်တနွေနေမနေ့ပြန်မယ်ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်လေစိတ်ကိုလာပြီးတော့ဆုံးဖြတ်ချက်ကိုပြီးပါမယ်ရက်ကလည်းနီးနေပြီနိအားနဲ့ကမန်းကနာကျွန်တော်တို့ရဆိုတော့ကျွန်တော်ဘ ഹു ကော်မတီဝင်တွေခေါ်ပြီးတော့မှကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ကမ်းလှမ်းချက်ကိုကျွန်တော်ကဆောင်းပြောလို့ဘ ഹു ကော်မတီကိုတင်ပြတာဘ ഹു ကော်မတီကတင်ပြပြီးတော့အားလုံးတွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာကျွန်တော်ဆုံးဖြတ်ချက်ကပါလဲဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းမှာပါတဲ့မူဝါဒရှေ့လုပ်ငန်းစဉ်တွေအတိုင်းဆက်လက်ဆောင်ရွက်နေတဲ့များကာလပတ်လုံးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ကျွန်တော်တို့ဟာမဟာမိတ်ပါတီဖြစ်ပူးပေါင်းဆောင်ရွက်သွားမယ်ဆက်ဆံသွားမယ်ဆိုပြီးမှကျွန်တော်အဲ့လိုဆုံးဖြတ်ချက်ချပြီးတော့မှတင်းနေနေမနေ့မှာပဲကျွန်တော်ကိုယ်တိုင်နေချင်းသားလေးစိတ်ကိုတွားပြီးတော့မှဒီဥအောင်လွင်တဲ့ထဲကိုပြီးခဲ့အဲ့ဒီအချိန်ကစပြီးတော့မှဆောင်းပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ကျွန်တော်တို့ရမဟာမိတ်ဖြစ်သွားတယ်ပေါ့ဗျာအဲကြတော့မဟာမိတ်ဖြစ်သွားပြီးတဲ့နောက်ပိုင်းနောက်ကြတော့ဒီ89မှာပဲဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်ခီးစဉ်နော်စီယိုခီးစဉ်တက်လာမယ်ဆိုတဲ့အခါကျတော့ဒီကချင်ပြည်နယ်ရှင်ဆိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေအမြင့်ကြီးနားမှာတဲဖို့ခုဖို့ပါညာရဲ့အစဥစားဖြစ်လာတဲ့အခါကျွန်တော်မဟာမိတ်ပါတီဆိုတဲ့အခါကျတော့ကျွန်တော်တို့ပဲမဟာမိတ်ပါတီအကူအညီတောင်းတယ်ဆိုတော့ဥက္ကဋ္ဌရဲ့တိုင်ပင်ပြီးတဲ့အခါမှာဥက္ကဋ္ဌရဲ့အိမ်ကလည်းတင့်တော်ရဲဆိုတော့ဥက္ကဋ္ဌရဲ့အိမ်မှာပဲဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ဒီလူငယ်အဖွဲ့တွေကျွန်တော်ရှင်းတဲ့3ယောက်ချေအဖွဲ့နေတွေ့တယ်3ယောက်လူငယ်အဖွဲ့တွေအားလုံးကိုကျွန်တော်တို့ရဲ့ဥက္ကဋ္ဌပုံမှုဥပဒေရဲ့အိမ်မှာပဲတဲခုကိုစီစဉ်ပေးတယ်ဒေါ်အောင်ဆန်းစုကြည်နဲ့သူလုံခြုံရေးတော့သူတို့အတွင်းစည်းပေါ့နော်အတွင်းစည်းအနေနဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်နဲ့အတူပါလာတဲ့လူငယ်တွေခင်ဗျားတို့ပဲတာဝန်ယူကျွန်တော်တို့အပြင်စည်းကိုတာဝန်ယူမယ်ဆိုတော့မှကျွန်တော်တို့အပြင်စည်းကိုလုံခြုံရေးကိုကျွန်တော်တို့တာဝန်ယူတယ်အတွင်းစည်းကိုကျွန်တော်ပြောလို့ဒေါ်အောင်ဆန်းစုကြည်နဲ့အတူပါလာတဲ့လူငယ်အဖွဲ့တွေကသူတို့ကတာဝန်ယူကြတယ်အဲကြတော့ပြဿနာဘာလဲဆိုတော့သူတို့ဒီဝိုင်းမော်တို့ဘာလို့တွားပြီးမှဒီမြစ်ကြီးနားမြို့မှာလှည့်ပတ်ပြီးမှစီယိုခီးစဉ်တဲ့တောင်းပန်လာမယ်ဆိုတဲ့အခါကျတော့ဒီစစ်အစိုးရပေါ့နော်နဝတရဲ့ဥစ္စာကြောင့်မလို့သူကားတော့ငှားလို့မရဘူးဗျာဘယ်သူမှကားတော့မလိုက်ရဲဘူးအဲ့ဒီခါကျတော့ဆောင်းပြောလို့ဒေါ်ကျူတန်းကပဲကျွန်တော်ပဲဆရာလုပ်ပါအောင်ကျွန်တော်တို့ဒီလိုဖြစ်နေတယ်ကားတော့ငှားလို့မရဘူးဆိုတဲ့ခါကျတော့ဟုတ်ပြီဒါဆိုကိစ္စမရှိဘူးဆိုမှကျွန်တော်ပါတီအနေနဲ့ကချင်ပေါ့နော်ဆောင်းပြောလို့ကားရှိတဲ့လူတွေပေါ့နော်ကားရှိတဲ့လူတွေအကုန်လှည့်ပြီးမှစီးရုံးကားဘယ်နှစီးလို့ဆိုဘယ်နှစီးပေါ့အဲ့တော့ကျွန်တော်တို့ညတွင်းချင်းစီစဉ်ပေးတော့ကျွန်တော်ဆိုအဲ့ညအိမ်အောင်ပြန်ပေးနိုင်ဘူးအဲ့ဘုံဥပဒေရဲ့အဲ့ကောင်းမှာပဲ
the Setigo Mave Nya Elea, Nya Abrama to that is season B. Season B. Nabrawajan to Judan, les one bezel to Judan, General made a Muda democracy, a project. Maja Power Burma Tower you do football. General Party and Burma, the Sambulo, the board general, Club Viva Mero, I don't feel like. I do a door Suu Kyi and Tim Piarica. There are door Suu Kyi, Hkunsa, two party, or Belua Quintumum, Quintumum, who boots Burma, and is in a pit whatever. The Argent can get a pine of Burma. Hello, be a Catarot, some people with the doors as in Gina, Nune, to my led by Bumat and Suu Kyi to a General A. Laya Bumat, the Taco down by Maternal Asia, General A. Laya Labor, they may surrender some general population. Ya you are Lulu Barrio, some people. See you, Bumat, Pechima young man, Don Suu Kyi, Megum Purely Melana Town with Yamasero, Kachin National and Yava General Asian Master, some Pete La Roma. Lion not on the other. Peter come out on Suu Kyi as the child set to a brain now. See you kissing people and what other woman. I just popular as well. Now, by my general Piantia by about as well. Who only know Puha Sala La Jima. The general Mahamik body pinnet. Let can somewhere put a bugema. Duwa already treated. Was a regarding Bromate to a Hawazo Gambo, Luelide, to a Hawazo Gamani Bruma, General Pian Bruma Lanyon like the Jambo. Who only know Puha, General, the Mahipina, Laja Cananes, John Napamatino, dear. No Bruma Wafilas and no by March and all Suu Kyi. Kachin National Congress in Suresa all told I saw Gila de Cajaro. The door on Suu Kyi, ye, see a poeha. To a Mahamik body, Peter, Kachin National Democracy Congress, Okata, no? Umu be do a ma. Dare to party number for Biavenet. Mahamik body to cook. Ye, a ma. Devare. Firma General A. La Ruma de Sura Kamala, General Party Ye Bohu, Party Ye to ye move to ye move Peter General A. La Leva Relo Party Namu for Piavene, to a Bales Roger. Oh, the Arushini, Hkunsa A. Toya, Twisone, Suret, the Pomu, the Mahami Sure, looked hard Sure Havo, Chop Chet Haro, no Pemato. Tila. I learned in the Labrador, the top where goes at the vehicle where both are pitted Cataro. Nila Cataro. General Muda democracy, a poet candy. I think my dog Sansu Jeremy, a Jesu Petoi. Now, Muda democracy, a poet candy, Basa Yila the Les, Mahame Pika Yastevi. Go in, go south bars to the Sao. Jaratina Dura Uchikanedure, Uchikaya Swan, I lemma to was our Pula. Pulas will get 18 Mason of Joseph. General Truba Mahamid La Canane, General Lecane, or Trubaga Mahamid Pika, Yodine, Suprema General Janjare, a Pipia Tower. Canan is repaired to Kurela, Canan is Recha Hotel. The Kelaja Mahamid P and the Jassere, Pajan Jassere, Suriha, General. Or Twisu Suniamo, a pure or Jujang. Tamajan Tin and Napenda of Affairs were you go poetic, look like a Cajaro. Through a linear Madru, young Shimbang. The Jinamia by Messana, Wimabiamu, Nabramajan, Chapui, Injanyan, Sumbra Boom.
I leave you now, Gentro. Western leave you through Pum When Jamu, when Piana General Web Piano, and Mutati Music when Jamu. Sologena Ballet Solution, General, you go where some of you will move to E9 Sunia go through Maluchine to Jamulo. Some of you may pick up just sign Pia Kajaro through Pia as you go. So the through Pia to the bones and you or no, when you machine minute, General, I linear margin, General. Period to the bones and move. General Allusion, culture, swim me about no. Director, some people the other democracy, a portion that sets on the car, general buying out Darwin, some people material by machine. A general solution, the shinny deal with the all of these are and a real shinny, feels my blue jargon. As though Chuchutano, Nanya, Chita, Banya, Satan, or go to like beer. Don't you that moves a little know that? See, I like Viva. Don't you then? Lumam Lupuro to know a mamma can I mean. W. Melu, a mumma. No, Popo, not an order. When like Pinay. Siama Ero and the boat to the last. The boat to See, I let Mati, Tamar Lumam, some of the Muma Popo, Yitrap, look past to resemble the George Jutan, who let you know where like we get. I mean, now, we might do that some people, the annual Pitan, we later, it up to block charges or, Mamma Charlie Chapis, recorded at General Marco or Giduma, which are against Kajaro, Daisy Mutiro. I don't know that democracy, poor June. The usable, but the dollar. Era Babe. Now, Tony Yogore Kajaro. Tony Tino, Tony Majedo, on Suu Kyi and Nangai, Jindamia, Taupan Woodsure, a season of the trade. I don't know, Manlia, the Name or take a building and the Chimasulu, the amusement media, not Yogi to phone, not the door, and a diplomat, the get this as she the amusement council to 200 double handle there. Look, Generous, you die, Tao shop, die, Generous, you town twin, Monday, Rumadi, Swamp, Nangai, Chindari Yadi, Yadi, let you yaw. See my come will be general Tao will be. Any matter of my town, do matter about him, some people get Navona, and then Possy and then but I tell my some people, Muda, Movesi, Joku. Puerto Lula, by Shiro, and I will job remark, General who Kachindia will allude that will be a labo, but General Lumuti that will be a last Roma, other Chide, Possy Pure, Shira. Tamas of the Generale, Ota Lupia Mabe, Bible Nanga, Jinda is our windy, Jamai, Siwa, Banasa, Kuni Tabometro, Go Pavel Shizu, Allo, General Wia Kunigero. The Gele Gangone. I terminate Kenya, I don't know about you, don't stick to my I imagine the site Yoma, the didn't site Yoma, to not down be kind, I don't know the other one, lower the Habana, Akolupia. I imagine the Nangai Jinam, Taupan, Kitchen, but the river, Madama Yaru, I young Sayasa to your tailor. And it's not a general cigar any of the film do. I don't know, Arrow general to look at a using bone pop quebuma, bare or Pudretia Cambodia, Pita or Timyapona, a Timyapo do it. Here now that to try to sorry, to some own the size are the Jampism on the Sharpism on the Dua Sharp general letter. Tell about the rest of the chap possession at the Channel, Bob Pollet. Kangang, I name of a young la size and a go la shower, where below the day I level Valemudi, or young matter go shot. A tree for that. A twin adular or a type paper, and they say, Como Soflo dear or Kama. So, the Muda democracy
နောက်တစ်ခုကအမျိုးသားတည်မှုကျွန်တော်အဲ့တော့ခေါက်ရိုက်တယ်နောက်တစ်ခုကဗျာအခုမှမှတ်မိတာပြောရင်ခေါက်ရိုက်တဲ့အခါကျတော့ကျွန်တော်ကတင်ညနေကျတော့ဘူချုပ်ကြော်ပါပေါ့နော်သူကမပခတိုင်မှုပေါ့သူကလည်းခေါက်ရိုက်တယ်ခေါက်ရိုက်ပြီးတဲ့အခါကျထုံးစံတဲ့ခေါက်ကလပ်မှာဟိုအရှိဘက်ချမ်းအနောက်ဘက်ချမ်းပေါ့နော်အချမ်းတစ်ချမ်းခွဲပြီးခုံနှမ်းချတယ်ဒီအနောက်ဘက်ချမ်းမှာတော့ဆိုပြောလို့တိုင်မှုနဲ့သူ့ရဲ့ပါတနာတွေပေါ့ဗျာအဖွဲ့တွေဟိုပြည်နယ်အရာရှိတွေပါတယ်ပေါ့ဗျာနော်သူတို့အဲ့ဒါတွေကတစ်ဖက်မှာသူတို့ကဆိုပြောလို့ကော်ဖီရပြီးပြီဆိုတဲ့ခါကျဒီစားကြတောက်ကြပေါ့ဗျာကျွန်တော်တို့ဒီဘက်ကအရက်တူအရက်သားတွေရောဒီဘက်အချမ်းမှာစားကြတောက်ကြပေါ့ဗျာအဲ့ဘူချိုချိုပါနေရလဲကျွန်တော်နည်းနည်းဘယ်လိုရေစက်လည်းမသိဘူးသူကလည်းကျွန်တော်ခင်နာလားဘယ်လိုလားမပြောတတ်ဘူးသူကကျွန်တော်မေးတယ်ဥက္ကွန်စားတဲ့ခင်ဗျားတို့နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကျွန်တော်ပြောလိုက်ကျွန်တော်မဟာမိတ်ပါလို့ဘူချိုချိုပါကျွန်တော်ပြန်ပြောတယ်ဥက္ကွန်စားတဲ့ဖျားပြီးညမ်းဖြစ်တယ်ဆိုတာညမ်းဖြတ်တယ်ဆိုတာကြားဘူးလားတဲ့ဟုတ်ကဲ့ဘူချိုကြားဘူးပါတယ်ဗမာစကားပုံရှိပါတယ်အေးနော်တဲ့ခင်ဗျားတို့လည်းဖျားပြီးညမ်းဖြတ်ခံရအောင်မယ်ဆိုတော့သူကအဲ့စကားမျိုးကျွန်တော်ပြောတယ်ဒါတော့ဘယ်တတ်နေမလဲဘူချိုကအဲ့လိုဖျားပြီးတော့ပြီဆိုတော့ညမ်းဖြတ်လည်းဖြတ်စီတော့ဘူးလို့ဖျားပြီးဖို့အဒီကပဲကျွန်တော်လည်းအဲ့ဒါမျိုးပေါ့နော်ဟိုပြန်ပြောလိုက်တော့ဒါပေမဲ့အဲ့ဒါတွေအကုန်ပြန်စဉ်းစားကြည့်လိုက်တဲ့အခါကျတော့ဒီဆွမ်းပြောလို့ကျွန်တော်တို့ပါတီကျွန်တော်တို့ဒီတဲ့ပူကျဲပြန်ပြောမယ်ဆိုလို့ကျွန်တော်ဒီတိုင်းသားတွေရပါတယ်ဆိုရင်ဒီအတုံးချခံပေါ့နော်ဥပမာပြကျွန်တော်ကချင်ပြည်နယ်လာတယ်ဟုတ်ပါတယ်သူတို့ကချင်ပြည်နယ်မှာသူတို့ထောက်ခံတဲ့လူတွေအများကြီးရှိပါတယ်နော်ဒါပေမဲ့ကချင်ပါတီရေမဟုတ်ဘူးနောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်နောက်ဒီထဲမှာဗများသွားဖြစ်တော့ဒီနန်ကချင်တွေကပုံများတာပေါ့နောက်တော့သူတို့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဒီကျွန်တော်ကချင်ပြည်နယ်နောက်ကော်မတီဖြစ်တဲ့အတွက်ကြောင့်မလို့ကိုပါတီကခေါင်းဆောင်လာတာကိုသွားကြိုဆိုတဲ့အခါကျတော့ဒီတိတ်ပေါ်မှာ image ကတိတ်မကောင်းဘူးဗျာအဲ့တော့ဆိုတော့ဘယ်လိုသူတို့လာတဲ့အခါမှာကချင်တိုင်းသားပါတီတွေကနေပေါ်မဟာမိတ်နော်ပါတီကနေပြီးတော့မှဆိုတော့ပြောလို့ကြိုဆိုတယ်အဲ့ခါနဲ့နော်ဆိုတော့နေရာထိုင်တဲ့အကုန်စီစဉ်ပေးတယ်ဆိုတဲ့အခါကျတော့ဒါကဘာလို့ဆိုနိုင်ငံရေးရကြည့်မယ်ဆိုရင်ဒီပုံရိပ်က image ကတအားကောင်းတော့ကျွန်တော်ထင်တယ်အဲ့ဒါကြောင့်မလို့ပဲကျွန်တော်တို့တွေဆိုပြောလို့သူလာမဲ့အစီအစဉ်ရှိတဲ့တကြောင်မလာခင်မှာမဟာမိတ်ဖွဲ့လိုက်တယ်မဟာမိတ်ဖွဲ့လိုက်ပြီးဆိုပြောလို့ဒီလာတယ်သွားတယ်အကုန်အစားရအစီအပြေ image တွေအများကောင်းသွားပြီးတဲ့ခါကျဟောနောက်ပိုင်းရွေးကောက်ပွဲနေတဲ့ခါကျတော့ကျွန်တော်တို့တစ်ဖက်တည်းမဟာမိတ်ဖြစ်ကရက်စေးတယ်ကိုယ့်အိမ်ကိုစောက်ပါဆိုတဲ့စာလာတယ်အဲ့ကျွန်တော်ဒီအပိုင်းတွေပြန်ကြည့်တဲ့ခါဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေမကောက်ဘူးကျွန်တော်တို့တွေပင်နိုစာချုပ်လက်မှတ်ထိုးခဲ့တာတို့ပါသူတို့ကပင်နိုစာချုပ်ဗိုလ်ချုပ်အောင်ဆန်းကချင်ပြည်နယ်တက်တယ်နောက်ဆုံးဂတိကဝတ်တွေအများကြီးပေးတယ်နော်ပြီးတဲ့ခါကျတော့ကချင်တွေကဗိုလ်ချုပ်ပြောတဲ့ကောင်ယုံကြည်တဲ့ခါကျတော့ဆုံးပြောလို့ပင်နိုစာချုပ်ဖြစ်ဖို့ကိစ္စကိုတော့မှဒီဗမာပြည်နဲ့အတူတွဲပြီးတော့မှဆိုအတူတူကလွတ်လပ်ရေးယူဖို့ဆိုတာသဘောတူခဲ့တယ်သဘောတူပြီးမှဆုံးပြောလို့ရှမ်းတို့ပေါင်းလို့လည်းတိုင်းသားတွေပြန်တွေ့ရရှမ်းတွေကိုယ်တိုင်လည်းဒီပါဝင်မှုဆိုတော့ကချင်တွေကပြန်စည်းရုံးတဲ့အခါကျတော့ဆုံးပြောလို့ကျွန်တော်ပင်နိုစာချုပ်ဆိုတာဖြစ်လာတယ်အဲကြတော့ဒီဗိုလ်ချုပ်အောင်ဆန်းလုပ်ခဲ့တဲ့ပုံစံကဘာလဲဆိုလို့ရှိရင်ဗမာပြည်လွတ်လပ်ရေးယူတဲ့အခါမှာဗမာရဲ့အုပ်ချုပ်မှုအောက်မှာမရှိတဲ့တီးတန့်ထားတဲ့ဒီပြည်နယ်တို့သူတို့အတူတူကလွတ်လပ်ရေးယူတဲ့ချင်းအဖြစ်သူတို့ထဲမှာပါဝင်လာမယ်အရေးကြီးတာသူရဲ့တဘာဝတရားဇာတပစ္စည်းအရာတော်၎င်းနေမြေပထရီအနေအထားရတော်၎င်းဒီဟာဒါတွေကတကယ်ဥဒရာကြီးတွေဖြစ်နေမယ်နောက်အဲ့နေမြေဒီတရားဇာတတွေကိုထုတ်လုပ်သုံးစွဲယူနိုင်မယ်ဆိုတော့အဲ့ဟာတွေမျှော်ကိုပြီးတော့မှဆွမ်းပြောလို့ဒီဝန်တာအောင်လီလေပြသလိုပေါ့ဗျာရိုင်းနေရိုင်းမှာပါပဲနော်ရိုင်းမှာလည်းမတတ်နိုင်ဘူးကျွန်တော်လည်းတခြားစကားလုံးသိမရှာတတ်လို့အဲ့လိုဆွမ်းပြောလို့မဲ့လုံးတွေပေါ့နော်အင်္ဂလိပ်ကိုလိုနီဘွားနေပြီးတော့မှဗမာကိုလိုနီဘွားမရောက်စေရပါဘူးအရင်အင်္ဂလိပ်ခေတ်တုန်းကဗမာအရာရှိရေနော်တောင်တန်းသားတွေပုံမှာ
ရိုင်းဆိုင်ခဲ့တာတွေပြုခဲ့တာတွေကိုလည်းတောင်းပန်တဲ့ဒါမျိုးတွေထပ်မဖြစ်စေရပါဘူးအကယ်၍ချင်းအဲ့လိုဆုံးပြောလို့ကိုလိုနီပုံစံမျိုးလုပ်မယ်ဆိုလို့ရှိရင်ကချင်ပြည်လွတ်လပ်ရေးအတွက်တော့သူပါချင်းကချင်နဲ့ပေါင်းပြီးတော့မှချင်းတိုက်ပွဲဝင်မှမယ်အစရှိတဲ့ဖြစ်ပေါ့ဗျာနော်အဲ့အမျိုးတွေမလုံးတွေပေးပြောမစားရဝခမန်းပြောပြီးတဲ့ခါကျတော့တကယ်လွတ်လပ်ရေးရလာတဲ့ခါကျတော့ဆုံးပြောသူအဲ့ဒါတွေအကုန်လုံးကချင်းတဲတဲ့ရည်သွင်းဖြစ်သွားလေထဲမှာပျောက်သွားတယ်ဘုကျော်အောင်ဆန်းကိုလည်းဆုံးလုတ်ကြံလိုက်တယ်နော်ဘုကျော်အောင်ဆန်းကလည်းဆုံးပြောလို့ပင်လုံစာချုပ်ကိုပြောတဲ့အချိန်မှာသူ့ရဲ့အနေထားနဲ့နောက်ပိုင်းကချင်းဒီဟောတာတိုင်းပြုပြည်ပြုလွတ်တော်ဖြစ်ခါနီးမှာကျပေးခဲ့တဲ့စာရွက်စာတမ်းတွေပါလေအရပြန်ကြည့်မယ်ဆိုလို့ရှိရင်သူလည်းဆုံးကတန်ခါအားဖျားမလွန်ဆန်တာဆိုပြီးပေါ့ဗျာခဏတော့အောင်ဆန်းစုကြည်ခံနေရတာလေအဲ့လိုပဲကျွန်တော်ထင်တယ်ဆုံးပြောလို့ချင်းတန်ခါအားဖျားမလွန်ဆန်တာလို့ပေါ့နော်အားလုံးရဲ့စိတ်ဓာတ်ဆုံးပြီးလို့တိုင်းရင်းသားတွေအပေါ်မှာစစ်မှန်တဲ့စေတနာမြစ်တာမရှိဘဲနဲ့စိတ်ကောင်းစေတနာကောင်းမရှိဘဲနဲ့သူတို့လိုချင်တာရဖို့အတွက်နော်ဒီလိန်သိလဲလိန်မယ်ညာသိလဲညာမယ်ဆိုတဲ့ပုံစံမျိုးလုပ်ခဲ့တယ်လို့ကျွန်တော်အဲ့လိုမြင်လာတယ်ခင်ဗျာဒါလည်းဘာဖြစ်လို့လဲဆိုတော့ဘာကြောင့်ပြောနိုင်တယ်လို့ကျွန်တော်တခြားမို့စာအုပ်တဲ့တိတ်များများချင်းရှာဖို့ဖွေဖို့တော့ကျွန်တော်ဖတ်မိလို့ဒီဥစ္စာပေါ့အခုကျွန်တော်ကျန်နဝတအာနာသိမ်းပြီးတဲ့အခါမှာကျွန်တော်စာအုပ်ထုတ်တာရှိရတယ်ဒီ49ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့တိုင်းသားလူမျိုးများအရေးပထမတွဲဒုတိယတွဲဆိုတဲ့စာအုပ်နော်ဒီနဝတထုတ်တယ်အဲ့စာအုပ်ကိုဖတ်ကြည့်တဲ့အခါမှာအကုန်ပေါ်တယ်reference ကတော့သူများရေးတဲ့ဟာဆိုလို့ရှိရင်တော့ပြောလာအောင်ဗျာဒါ bias ပါတယ်ပေါ့နော်ဒါပေမဲ့အဲ့စာအုပ်ကိုဖတ်ကြည့်လိုက်ရှင်းနေတာပဲနော်စာပေးစာယူတွေပါတယ်အမှန်မှန်တော့သူတို့ဗိုလ်ချုပ်အောင်ဆန်းကိုကျွန်တော်ပြောလို့တိတ်ခါချခြင်းလို့ရေးတာလဲပေါ်ထုတ်တာလဲဖြစ်မှာပေါ့ဗျာဒါပေမဲ့ဘာပဲပြောပြောဒီစာရွက်စာတမ်းတွေပါတယ်သူတို့ကိုယ်တိုင်ကတရားဝင်ညာထုတ်တဲ့စာအုပ်ဖြစ်ထုတ်ဟိုဒီရေးသားထုတ်ဝေတဲ့စာအုပ်ဖြစ်တယ်ဆိုတဲ့အခါကျတော့ဒါသူတို့ဘယ်လို့မှညင်းလို့မရကျွန်တော်မြန်မာနိုင်ငံလူ့လိုက်ရေးနဲ့ပတ်သက်ပြီးတော့တိုင်းဒေသနဲ့ပတ်သက်ပြီးတော့စာချုပ်စာတမ်းအင်္ဂလိပ်နဲ့ပတ်သက်တဲ့စာချုပ်စာတမ်းအားလုံးကသူတို့ကမော်ကုန်းထိတ်မှာသူတို့ပဲချုပ်ကင်ထားတာအဲ့ဒါတွေဆိုတော့ပြောလို့ချင်းတိတ်ထားပြီးတော့ကျွန်တော်တာမန်ပြည်သူတွေကလေးတွေကျတော့စာတင်တဲ့နေရာကအစမဟုတ်မဟနော်ဒီဥစ္စာပေါ့ဒီတင်ရိုးညွှန်းနေလုတ်ပြီးမှတင်ပြီးပြုတ်ပေးဆိုတဲ့အပိုင်းမျိုးတွေလုတ်လာခဲ့တာပေါ့အဲကျွန်တော်အခုပြောတဲ့အပိုင်းနဲ့ပတ်သက်လို့ကျွန်တော်နောက်ဆုံးဒီခုပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်လူမျိုးပေါင်းစုံနေတဲ့နော်အမျိုးသားပြည်နယ်တွေနဲ့စုပေါင်းဖွဲ့စည်းထားတဲ့ဒီကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံကြီးနော်ငြိမ်းချမ်းမှုတာယာဖို့ဆိုတဲ့ဟာကတော့ဗမာနိုင်ငံရေးကောင်းဆောင်တွေနဲ့စစ်တပ်ကပုဂ္ဂိုလ်တွေသူတို့မပြောင်းလဲသမျှတော့သွားပြီးတော့ချင်းမျောနေ